ဆိုဘယ်လိုလုပ်ပေးမှလဲ အခုလဲကားပေါ်မှာတေချာရှာပေးတာပဲရှိမှမရှိတာငါညမရဲ့ မရှိအောင်ကျမအိတ်ကဘယ်သူမှမယူဘဲနဲ့ပျောက်သွားစရာအကြောင်းလည်းမရှိဘူးသူ့ဘာသူခြေထောက်ပေါက်ပြီးထွက်သွားစရာအကြောင်းလည်းမရှိဘူး ဟောအဲ့လိုတော့အခုလဲဘယ်ပြောတတ်မလဲ ဟေးကြားရနော်ကိုကနဲ့ကိုပစ္စည်းကိုတေချာမထိမ့်မဲနဲ့ကိုပိုင်ကားနဲ့လာတာမဟုတ်ဘူးအများသူငါသွားတယ်ဖျားဖူးကားနဲ့လာတာ ကျမပြောတဲ့အချိန်မှာအန်တီတို့နာမည်ပါလို့လားကျမအိတ်ပြောလို့ကားစရာကိုပြောနေရလေ အဲ့ဆိုကားဆရာရှာပြလိုက်လေ ဟုတ်ရှာပေးတယ်မတွေ့ဘူးမရှိဘူးတေချာလို့လားငါညမတေချာကြည့်ပါဦး ဘာမှမပဲတိတ်ချထားခဲ့ရနော်တကယ်ချင်း ဟုတ်တယ် ကျွန်တော်တို့ဂေါဘွားရုံးမှာတော့ပတ်စံကောက်ရလို့လာထားရှိတယ်ဟိုခင်ဗျားတို့ဖျားဦးဖွဲ့ရမယ်ဖြစ်နေမလားမ ဟုတ်ကဲ့ဟုတ်ကျမပတ်ဆိုင်အိတ်ပါ ဟုတ်ခင်ဗျာလား ဟုတ်ကဲ့ရှင် ဒါပေမဲ့အချက်လက်အတိအကျရလာပြီနော် ဟုတ်ကဲ့ပါရှ ပတ် င် စံငွေမောင်များကျွန်တော်တို့တပည့်လူတွေပေးလို့မရဘူးဖြစ်နေ ဟုတ်ကဲ့ အဲ့တော့တိကျမှုလို့ပါနော် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါနော် ဟုတ်ကဲ့ပါဦးဟုတ် လာလာဒီမှာပျောက်တဲ့ပစ္စည်းဆိုရင်အကုန်လုံးပြန်ရရင်နော်ဘာမှတော့မပျောက်စီအောင်ခင်ဗျာပတ်စံဟိုးဟိုးဟဲ့လာဗျာကျောက်ကရုံးမရုံ ကျမမှတ်ပုံနဲ့နံပါတ်အတိအကျပြောထားတာကိုဘာဖြစ်လို့လဲရှင် ဒီမွေးတက်ကလေးထဲမှာ1980တဲ့ခင်ဗျာတက်က45ဖြစ်နေကျောက်ကခင်ဗျာရုပ်ခင်ဗျာကြီးလည်းရုံးမရုံဘူးဗျာ ကျမအသက်က45နှစ်ပါရှင် အဲ့ဒါကိုမယုံတာခင်ဗျာ နေချင်းပြောပေးပါဦး ဟုတ်ပါတယ် तू က45နှစ်ပါ तू ကနှုတ်ကိုနှုတ်တာကျမတို့ကနှုတ်တယ်ကျမလည်း43နှစ်ပဲ privacy တွေထိခိုက်လိုက်တာ အဲ့ဒါဆိုဒိတ်ထဲဘာပါလို့ပြောခင်ဗျာပြော